ကျွန်တော်တို့ကျုံးမနေတဲ့ခါကျတော့အပြင်ထွက်လို့ရှိရင်ငါးလေးတစ်ကောင်ရတယ်ဒီငါးလေးတစ်ကောင်ရလို့ရှိရင်ဒီငါ့ကိုဘယ်လိုစားမလဲဆိုတာစဉ်းစားငါဆိုတာစားဖို့မဟုတ်လားကိုစားဖို့ကိုမစဉ်းစားဘူးဆရာမဒီငါဘယ်သူ့ကိုကျွေးရမလဲဆိုတာအဲ့လိုစဉ်းစားတာပထမဆုံးမြင်တာဒီကျုံးထဲမှာရှိတဲ့အသက်ကြီးတဲ့လေဒီဘိုးမောင်တို့ဆရာရာဂျန်တို့ဆရာပမော်တို့အဲ့လိုလူကြီးတွေကိုကျွေးဖို့စဉ်းစားတယ်ဒီလူကြီးတွေနဲ့ပို့ကျွေးတဲ့နာဘယ်သူရှိတယ်လဲဖျားနာနေတဲ့ရဲဘော်တွေသူတို့ကျွေးမယ်အဲ့ဒါလိုစိတ်မျိုးဆရာမအောင်ပွဲအမြင့်တန်ရမီရဲရင်နဲ့တန်လေးထောင်ကိုချီဓာတ်တောင်နေကြောနေမီမိပင်လဲဖြတ်တမ်းမီဗမာပြည်အနာဂတ်ကိုဒုလူငယ်တွေပိုင်ဆိုင်စစ်အာဏာရှင်ကိုဖြိုဖဲ့ပါလို့အောင်ပွဲဒုက္ခမီဆိုတော့အဲ့လိုတော်လာတဲ့တခြင်းမျိုးတွေပေါ့ဆရာမကျွန်တော်တို့ကတခြင်းစတတ်တယ်မှာတယောက်တည်းမစဘူးဆရာမအခုအဲ့စတဲ့အထဲမှာဆိုလို့ရှိရင်ဖို့တန်ကြောင်ပါတယ်နောက်ကျွန်း53ရဲ့တိုက်ပွဲမှာဟိုစွန့်သွားတဲ့ကြောက်ဆရာတက္ကသိုလ်ကောင်းဆုံးကိုလတ်ဆိုတာပါတယ်နောက်တစ်ယောက်တော့ကျွန်တော်ပေါ့လေတစည်းစပ်ပြီးတော့လျာရှစ်လာကြတယ်လေစားတာခက်ခဲမျိုးကြတယ်အဲ့မှာခေါင်းဆောင်ခဲ့တဲ့ကရင်ခေါင်းဆောင်တယောက်ရှိတယ်နောက်ဗမာပြည်ကွန်မြူနတီပါတီကဆရာဦးအောင်ငွေဆိုတာရှိတယ်နောက်ကျွန်တော်ကတော့အငယ်ဆုံးပေါ့ကျွန်တော်3ယောက်ထပ်ပြေးတယ်ကျွန်တော်လျာ10တောင်ရှိတယ်ပေကတော့15ပေရှိတာပေါ့ဒီဂျိုပုံးပါတယ်လိတ်သားချတဲ့ကြောက်ပါတယ်ခေါ်တခွားသေးတွေပါတယ်ကစုံဦးတွေပါတယ်ဒီကိုကျွန်းကနေတော့ဒီတဝဲအားမှာကြည့်ဒီမြင်းပြောင်းတပြောင်းနဲ့ကြာတယ်ဒီမြင်းနဲ့ဒါကီလိုမီတာ400ရှိတာအနောက်တောင်တွေတိုက်တော့ကျွန်တော်တို့400ဒီပင်လယ်ထဲမှာမပြတ်မစည်းပဲနဲ့ကမ်းခြေရောက်မှဆိုလို့ရှိရင်ဒီတနေ့တိုက်ကောင်းတော့ရောက်မယ်လို့ကျွန်တော်တို့ကအဲ့လိုယုံကြည်တယ်ကျွန်တော်ရောက်တော့ဟောအစင်ဆိုတဲ့ရွာဒီလိုအနေထားမျိုးရှိတော့ပေါ့ကျွန်တော်တွက်တဲ့အတိုင်းမှန်တယ်လေအရေးကိုရောက်သွားတယ်14ရက်ကြာတယ်မုံတိုင်းကတညမိတာပေါ့နော်မိုးကနေရောည9ရက်ရွာတယ်ရေကမ်းခြေရောက်ပြီးတော့နောက်ဗမာစစ်တပ်နဲ့စိတ်ကြောင်းနဲ့တိုးပြီးပြန်ဖမ်းခံထိတယ်ကျွန်တော်အဲ့မှာထောင်ထဲကိုပြန်ပို့ခါတယ်ထောင်ထဲမှာ3နှစ်တိုက်ပိတ်ခါပြီးတော့ကျွန်တော်93ခုနှစ်ဧပြီလ17ရက်နေ့မှာကျွန်တော်ပြန်လွတ်လာတယ်လူဆိုတာလူဖွဲ့စည်းနေတယ်ဆိုတာအဲ့ဒီမှာတိတ်ထစ်ချတယ်လူဖွဲ့စည်းနေဖြတ်ပြီးတော့တယောက်တည်းအဲ့လိုဒီလိုလောက်တယ်အမနာမတပင်းထန်တဲ့ဖိနေမှုတခုလို့ဒီစိတ်ဓာတ်ရညင်ပါမှုပေါ့နော်မော်ဒယ်တော်ချပါအဲ့ခါကျတော့လူဟာအဲ့မှာဘယ်လိုကိုအားမူရတယ်လဲဆိုရင်ကျွန်တော်အဲ့ထောင်အုပ်နိုင်ရမှာတခါတကယ်သူရဲကောင်းတွေပေါ့ကိုထင်ကြီးကိုလေးစားတဲ့ပုံကိုယ်တွေလူမျိုးတွေလူဖွဲ့စည်းတွေအသက်ဆုံးသွားတဲ့သူရဲကောင်းတွေအာဇာနည်တွေရဲ့နာမည်တွေရေးထားကိုစိတ်ဓာတ်ရအားတင်းပြီးတော့အဲ့လိုကိုနေထိုင်သွားတာပေါ့နော်အချုပ်ကသံတိုင်းမှာတကြီးကအဲ့ဖမ်းပို့တဲ့တကြီးကိုမွန်တကြီးဒူရရွာတကြီးဦးအောင်ရင်နဲ့သူ့နာမည်ကျွန်တော်အခုတည်းကမမေ့သေးကျွန်တော်ထောင်ထဲမှာ3နှစ်ကျော်ကာလပတ်လုံးတကြီးကိုကျွန်တော်ပြန်လွတ်လာရင်စိတ်ရင်းရှင်းမယ်လို့ကျွန်တော်စိတ်ထဲဒါနဲ့ကျွန်တော်လွတ်တဲ့ခါကျတော့ဆရာမကြီးဘယ်လိုဖြစ်သွားလဲမသိကျွန်တော်စိတ်ကလေးစားချေတာလွယ်လေးပဲဆရာမကြီးလွယ်တဲ့အလုပ်ကဘာဖြစ်လို့လုပ်မလဲခက်ခဲတဲ့အလုပ်ကပါလဲခက်ခဲတဲ့အလုပ်ကခွင့်လွတ်တဲ့အလုပ်ပဲတကြီးကိုကျွန်တော်ခွင့်လွတ်လိုက်တယ်ဆရာမကျွန်တော်တစ်ချိန်လုံးကတကြီးကိုကလေးစားချေမယ်ဆိုတဲ့အာဃာတစိတ်ဓာတ်နဲ့ကျွန်တော်စိတ်ထဲမှာအများအားအနှောင်ဖက်ပြီးတော့လေးလာတယ်ပိတ်နေတယ်ကြောင့်တကြီးကိုကျွန်တော်အဲ့ခွင့်လွတ်တဲ့စိတ်မွေးတဲ့ချိန်ကျွန်တော်အင်မတန်မှပေါ့ဖားပြီးတော့ဟောဖြစ်သွားတယ်ကျွန်တော်စိတ်ခံရတာမှတကယ်တတ်တည်ဆရာမလှုပ်ရတာတတ်တည်မဟုတ်အပေါ်စီးရတဲ့အချိန်မှာလှုပ်တယ်ဆိုတာတတ်တည်မဟုတ်ဘူးကိုကနှိမ့်တဲ့အချိန်မှာခံရတာမှခံနိုင်ရှိရမှာဒါတကယ်တတ်တည်ဒါကျွန်တော်ကိုယ်လေးတရားလို့တော့အကျဉ်းသားပေါင်း985ယောက်ကျွန်တော်တို့ကအဲ့မှာအကျဉ်းသားနိုင်ငံရေးအကျဉ်းသား73ယောက်လူတွေကပြောဦးတာရှိတယ်မလားရှင်းလင်းပြတဲ့နေ့အိမ်အောင်ပြုတဲ့နေ့ထောင်ဝါလွတ်တဲ့နေ့လို့ပြောတယ်အပျော်ဆုံးပဲလို့ပြောတယ်ကျွန်တော်အဲ့ထောင်ဝါလွတ်တာပျော်သလားပြင်လားကိုယ့်ကိုခံစားချက်တော့မရှိဘူးလူကဟာလာဟင်းလေးဖြစ်